ဗျာဒိတ်ကျမ်းခန်းကြီး14ထိုနောက်မှငါကြည့်လျင်တိုးတငယ်သည်ဇီးအုံတောင်ပေါ်မှရက်နေ၏သူ၏နာမနှင့်ခမဲတော်၏နာမကိုနှစ်ဖူး၌အခရာတင်သောသူ1,440,000လည်းသူနှင့်အတူရှိကြ၏သမုဒ္ဒရာရေတံကြီးစွာသောမိုးကြိုးတံကဲ့သို့ကောင်းကင်ကအတန်ကိုငါကြား၏ထိုသို့ငါကြားသောအတန်သည်စောင်းသမားများစောင်းတီးသောအတန်ကဲ့သို့ဖြစ်၏ပလင်တော်ရှိ၌၎င်းတတဝ၄ပါးနှင့်အသစ်ကြီးသောသူတို့ရှိ၌၎င်းသူတို့သည်အသစ်သောသခြင်းကိုဆိုကြ၏မြေကြီးမှရွေးနှုတ်သောသူ1,440,000မှတပါးအဘယ်သူမျှထိုသခြင်းကိုတင်၍မရနိုင်ထိုသူတို့သည်ကညာဖြစ်၍မေထောအမှုနှင့်မညစ်ညူးသောသူဖြစ်ကြ၏တိုးတငယ်သွားလေရရာအရန်တို့နောက်တော်၌လိုက်သောသူဖြစ်ကြ၏လူတို့အထက်ကရွေးနှုတ်၍ဘုရားသခင်နှင့်တိုးတငယ်အဖို့အူးသီးသောအသီးဖြစ်ကြ၏အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍သူတို့နှုတ်၌မူတာမရှိမြေကြီးပေါ်မှနေသောသူတည်းဟုသောအသီးသီးဘာသာစကားကိုပြောသောလူအမျိုးနွယ်ခတ်သိမ်းတို့အားထာဝရဧဝံဂေလိတရားကိုဟောရသောကောင်းကင်တမန်တစ်ပါးကဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့တရားစီရင်တော်မူသောအချိန်ရောက်လာပြီကောင်းကင်မြေကြီးသမုဒ္ဒရာနှင့်စမ်းရည်တွင်းတို့ကိုဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလော့ဟုကြီးသောအတန်နှင့်ပြောဆို၍ကောင်းကင်အလယ်၌ပြန်ဝဲလျက်ရှိသည်ကိုငါမြင်၏ကောင်းကင်တမန်တစ်ပါးကလည်းဘာဘူးလုန်မြို့ကြီးပြိုလဲပြီးမိမိမတရားသောမေထုံ၏အစိတ်အတောက်ကြီးဟူသောစပည့်ရည်ကိုလူမျိုးအပေါင်းတို့အားတိုက်လေပြီးတော့ဘာဘူးလုန်မြို့ပြိုလဲပြီးဟုလိုက်၍ပြောဆို၏ထိုမှတပါးတတိယကောင်းကင်တမန်ကအကျဉ်သူသည်တားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍သူ၏တစိမ့်လက်မှတ်ကိုနှစ်ဖူး၌ခံသည်ဖြစ်စေလက်၌ခံသည်ဖြစ်စေထိုသူသည်ဘုရားသခင်၏ဒေါသဖလား၌လောင်းသောအမျက်တော်စပည့်ရည်စစ်ကိုတောက်ရလိမ့်မည်တန်ရှင်သောကောင်းကင်တမန်တို့ရှိတိုးတငယ်ရှိတွင်ကန့်နှင့်ရောသောမိထဲမှပြင်းစွာသောညှင်းဆဲခြင်းကိုခံရလိမ့်မည်ထိုညှင်းဆဲခြင်း၏မိကိုသည်ကဘာအဆက်ဆက်တည်လျက်ရှိ၏တားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်၍သူ၏နာမတစိမ့်လက်မှတ်ကိုခံသောသူတို့သည်နေညမပြတ်သက်သာမရကြဟုလိုက်၍ကြီးသောအတန်နှင့်ပြောဆို၏ဘုရားသခင်၏ပြည့်ညတ်တို့ကို၎င်းယေရှု၏ယုံကြည်ခြင်းကို၎င်းစောင့်ရှောက်သောတန်ရှင်းသူတို့သည်ဤအရာ၌တီးခန့်စရာအကြောင်းရှိ၏တဖန်တုံကောင်းကင်တန်ကအခုမှစ၍သခင်ဘုရား၌တည်သောသူတို့သည်မင်္ဂလာရှိကြ၏ဟုရေးထားလောဟုပြောဆိုသည်ကိုငါကြား၏ဝိညာဉ်တော်ကလည်းထိုသို့မှန်ပေ၏ထိုသူတို့သည်ပင်ပန်းခြင်းငြိမ်းမြည်အကြောင်းရှိ၍သူတို့၏အကျင့်တို့သည်လည်းသူတို့နှင့်အတူလိုက်ကြ၏ဟုမိန့်တော်မူ၏တဖန်ငါကြည့်လျင်ဖြူသောမိုးတိမ်ရှိလူသားတော်နှင့်တူသောသူသည်ခေါင်းတော်ပေါ်၌ရွှေတရဖူကိုစောင်းလျက်ထက်သောတစင်ကိုကင်လျက်မိုးတိမ်ပေါ်မှထိုင်တော်မူ၏ကောင်းကင်တမန်တစ်ပါးသည်ဗိမာန်တော်ထဲကထွက်၍ကိုတော်၏တစင်ကိုလွှတ်၍စပါးကိုရိတ်တော်မူပါရိတ်ရသောအချိန်ရောက်ပါပြီမြေကြီး၌ရိတ်เสียစပါးမှဲ့ပါပြီဟုမိုးတိမ်ပေါ်မှထိုင်သောသူကိုကြီးသောအတန်နှင့်ဟစ်လေ၏မိုးတိမ်ပေါ်မှထိုင်သောသူသည်မိမိတစင်ကိုမြေကြီး၌တွင်၍မြေကြီး၏စပါးကိုရိတ်တော်မူ၏ကောင်းကင်တမန်တစ်ပါးသည်ကောင်းကင်ဘုံ၌ရှိသောဗိမာန်တော်ထဲကထွက်၍သူ၌လည်းထက်သောတစင်ပါ၏မိမိတို့အစိုးရသောကောင်းကင်တမန်တစ်ပါးသည်ရစ်ပလင်ထဲကထွက်၍ထက်သောတစင်ပါသောသူကိုကြီးစွာသောကြွေးကြော်ခြင်းနှင့်ခေါ်လျက်တင်၏ထက်သောတစင်ကိုလွှတ်၍မြေကြီး၏စပစ်သည်ပြုတ်တို့ကိုရိတ်လော့အတိမဲ့ပြီဟုပြောဆို၏ကောင်းကင်တမန်သည်လည်းမိမိတစင်ကိုမြေကြီး၌တွင်၍မြေကြီးစပစ်သည်ကိုရိတ်ပြီးမှဘုရားသခင်၏အမျက်တော်တည်းဟုသောနေရာတစားကြီးထဲသို့ချလေ၏မြို့ပြင်၌နေရာတစားကိုဖိနှင်း၍အသွေးသည်16ယူဇနာခီးတစ်ရှောင်းလုံး၌မြင်းဆက်ကြိုးကိုမှီသည့်တိုင်အောင်နေရာတစားတဲကထွက်လေ၏ဖတ်တော်သောကျမ်းပိုင်အဖြစ်နားထောင်ကြသောညီကိုမောင်နှမအရောက်စီတိုင်းပေါ်မှာဘုရားသခင်အသစ်တပံကောင်းကြီးပေးပါစေအာမင်